လူကဘာကြီးကိုဖျက်ဆီးသည့်လူတို့ဤဆရာဤဆိုများအကြောင်းတရားဒေသနာတော်မြတ်စွာဘုရားကပါဠောကတုတ်ဆိုပြီးတော့ဟောကြားထားတာအင်္ဂုတ္တရနိကေမှာမှတ်တမ်းတင်ထားတာရှိပါဠောကဆိုတာပျက်စီးခြင်းလို့အဓိပ္ပာယ်ရလူသားတွေရဲ့ပျက်စီးခြင်းလူလောကကြီးရဲ့ပျက်စီးခြင်းလူကဘာရဲ့ပျက်စီးခြင်းတို့တို့ပျက်စီးခြင်းဆိုတာအကြောင်းမဲ့ပျက်စီးတာမဟုတ်ဘူးအကြောင်းရှိတယ်အကြောင်းတွေမြောင်များစွာတဲ့မူလအကြောင်းရှိတယ်လို့အထောက်အကူအကြောင်းတွေလည်းရှိတယ်မြတ်စွာဘုရားယံခါ main course လို့ခေါ်တဲ့ပဓာနာအကြောင်းကိုအကြောင်းဖြင့်ဟောကြားတာဖြစ်တယ်မြတ်စွာဘုရားဟောကြားတဲ့ main course ကိုတာမန်ပုဂ္ဂိုလ်တွေကမသိနိုင်ကြဘူးဒါကြောင့်မြတ်စွာဘုရားကအဓိကအကြောင်းပဓာနာအကြောင်းပင်မအကြောင်းအဲ့ဒါကိုဟောပြောလို့ရှိတယ်အဲ့ဒီအကြောင်းကဇမယကလူသားတွေလက်လန်းမမီတဲ့အကြောင်းမျိုးဖြစ်တယ်အဲ့ဒီကနေဆင်ကဲပြီးတော့ဖြစ်ပေါ်လာတဲ့လူသားတွေသိနိုင်တဲ့အကြောင်းတရားလည်းရှိတယ်ပေါ့နော်အကြောင်းဆိုတာတစ်ခုတည်းမဟုတ်ဘူးအကြောင်းပေါင်းမြောင်များစွာကနေအကျိုးတွေကိုထုတ်လို့တာအကြောင်းမြောင်များစွာမှတခါအကျိုးတစ်ခုဆိုတာဖြစ်ပေါ်တာမျိုးရှိတယ်ပေါ့ဆိုပါစို့တာမန်ကြည့်မယ်ဆိုရင်အကြောင်းမှာနီးသောအကြောင်းဝေးသောအကြောင်းရှိသလိုအဓိကအကြောင်းပရဏအကြောင်းအပရဏအကြောင်းဆိုတာရှိသေးတယ်မေဂျာမိုင်နာဆိုအကြောင်းတရားတွေရှိတယ်ပေါ့လူတွေနေ့စဉ်ချက်ပြုတ်စားတဲ့ထမင်းပဲကြည့်ပေါ့ထမင်းဖြစ်ဖို့အနိကဆုံးအကြောင်းကဘာတုံးဆိုထမင်းချက်တဲ့အိုးရှိရမယ်ရေရှိရမယ်အပူရှိရမယ်ပေါ့တရားစစ်မီးဘူးပဲဖြစ်ဖြစ်မီးရှိရမယ်တရားစစ်မီးပဲဖြစ်ဖြစ်ထင်းမီးပဲဖြစ်ဖြစ်ချက်ပြုတ်သူရှိရမယ်အဲ့ဒီလိုအကြောင်းတရားတွေစုံစည်းမှထမင်းဆိုတာဖြစ်တာဒါနီးတဲ့အကြောင်းလို့ခေါ်တယ်ဝေးတဲ့အကြောင်းကတော့ဘာလို့ဆိုလို့ရှိရင်ထိုထမင်းရဲ့ source ကိုကြည့်လိုက်မှဆိုလို့ရှိရင်ထမင်းပဲရရလဲစဘာပဲစဘာရတယ်စဘာပဲရရတယ်လဲလို့ဆိုမြေကြီးထဲမှာစိုက်ပျိုးရတယ်စဘာပင်ကနေစပြီးတော့မျိုးစေ့ကျဲတယ်မျိုးစေ့မကျဲခင်ထွန်ရဲရတယ်စိုက်ပျိုးရတယ်အဲ့ဒီဟာစပြီးအကြောင်းနေပဲလေကြည့်လိုက်မယ်ဆိုရင်ထွန်ရဲပြီးတော့မျိုးစေ့တွေကျဲတယ်တော့မဟုတ်တခါလေကျဲတယ်တော့မဟုတ်ကျဲပြီးတော့ပြုတ်နှုတ်တယ်ပြုတ်နှုတ်ပြီးပြုတ်ဆိုင်တယ်ဆိုင်ပြီးရေသွင်းရေထုတ်လို့ရတယ်အဲ့ဒီမှာစဘာပင်ကအသီးတွေတီးတယ်တီးလာတဲ့စဘာပင်တွေစဘာတွေကိုရိတ်သိမ်းရတယ်ရိတ်သိမ်းပြီးတော့6သိမ်းအောင်လုပ်ရတယ်နောက်ကိုယ်တော်နဲ့ထက်နောက်စဘာကနေဆမ်းဖြဲအောင်ဖို့ဆိုတာအဲ့ဒါတွေကဝေသောအကြောင်းလို့သူတို့ဆိုလို့ဒါကြောင့်မြတ်စွာဘုရားကရဟန်းတော်တွေကိုတတိပေးဆုံးမတဲ့စကားတစ်ခုဟာထမင်းစီလေးထမင်းလုံးလေးတစ်လုံးရဲ့တန်မိုးကိုပြောတာမှတ်သားစရာကောင်းလူတိုင်းအိမ်မှာရေးထားဖို့ကောင်းတယ်နော်ဘယ်ကိစ္စပဲဖြစ်ဖြစ်အဖြုံးမဖြစ်ဖို့မြတ်စွာဘုရားဧကမေကံသိဋ္ဌံကမ္မတတေနနိဖတ္တံဧကမေကံသိဋ္ဌံထမင်းစီလေးတစ်စီးဟာတဲ့ကမ္မတတေနလုပ်ငန်းပေါင်းမြောင်များစွာဖြင့်နိဗ္ဗာန်ဖြစ်လာတာဖြစ်တယ်သမင်းစီလေးတစ်စီးဟာအလွယ်တကူရလာတာမဟုတ်ဘူးဒါကြောင့်မို့ယဟန်တွေကိုတော့ဆုံးလောင်းလိုက်လို့နော်ဒီစားမဲ့ဇပွဲပေါ်မှာဆုံးလောင်းလိုက်လို့ကြသွားကောက်ထက်ဆိုတဲ့အဓိပ္ပာယ်မျိုးအလေအလွင့်မရှိစေနဲ့လို့ဆိုလို့လေမြတ်စွာဘုရားဧကမေကံသိဋ္ဌံကမ္မတတေနနိဖတ္တသုလဝေကပါဠိတော်ဝိနည်းကျမ်းထဲမှာဆွမ်းသားကြောင်းမှာယဟန်တော်တွေဟာဆွမ်းလုံးတွေဖိတ်စင်တာတွေကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဆွမ်းကိုခံယူတဲ့အခါမှာဒီဃာရမတွေကသပိတ်ထဲလောင်းထဲတဲ့အခါမှာအမှတ်တမဲ့မခံယူဖို့တတိထားဖို့ဆွမ်းနေမဖိတ်ဖို့ဆိုတာ
စနစ်တကျဖြစ်ဖို့တန်ဖိုးထားဖို့ဆိုတော့မြတ်စွာဘုရားယဟန်နေဆုံးမအဲ့ဆုံးမတဲ့မှာထဲမှာဒီစကားလုံးလေးပါလာဧကမေကံတိဋ္ဌံတိဋ္ဌဆိုထမင်းလုံးကိုပြောနော်ဧကမေကံတိဋ္ဌံထမင်းလုံးလေးတစ်လုံးတစ်လုံးဟာတဲ့ကာမတတိနနိဗ္ဗာန်တတဆိုတာဒီနေရာတရားကိုပြောတာမဟုတ်ဘဲနဲ့အများဆိုတဲ့အဓိပ္ပာယ်ကိုပြောတယ်လုပ်ငန်းပေါင်းမြောင်များစွာအစဉ်စဉ်လှုပ်ဆောင်မှရလာတာဖြစ်တယ်တဲ့ဘယ်အရာပဲဖြစ်ဖြစ်တမိုးနဲ့သေချာကြည့်မယ်ဆိုရင်ဒီပုံစံတိုင်းပဲဖြစ်တယ်နော်အကြောင်းဆိုတာဝေသောအကြောင်းရှိသလိုနီးသောအကြောင်းရှိတယ်ဝေသောအကြောင်းနီးသောအကြောင်းဗရဏအကြောင်းအဗရဏအကြောင်းထုတ်လုပ်တဲ့အကြောင်းအထောက်အကူပြုတဲ့အကြောင်းအကြောင်းတွေမျိုးမြောင်များစွာမြတ်စွာဘုရားသစ္စာလေးပါးမှာလည်းအကြောင်းနဲ့အကျိုးဟောတယ်ပရိစ္ဆေသမုပ္ပါဒ်ကြတော့လည်းအကြောင်းနဲ့အကျိုးဟောတယ်ပဋ္ဌာန်းကြတော့လည်းအကြောင်းနဲ့အကျိုးဟောတယ်ပြင်ဘာထည့်ဟောလိုက်တုံးဆိုအကြောင်းတရားရဲ့ထုတ်လုပ်နိုင်တဲ့တတ္တိကိုပါထည့်ဟောတယ်အကြောင်းနဲ့အကျိုးပြင်အကြောင်းရဲ့တတ္တိဆွမ်းဆောင်ပုံပါထည့်ပြီးတော့ဟောလို့ပဋ္ဌာန်းကျမ်းကြီးကအပြည့်စုံဆုံးအကျယ်ဆုံးလို့ဖြစ်တယ်လို့သူတို့ဆိုလို့ပရိစ္ဆေသမုပ္ပါဒ်ကြတော့ဒါကြောင့်ဒါဖြစ်တယ်ဆိုတာလောက်အကြောင်းနဲ့အကျိုးနှစ်ခုပဲဟောတယ်ဘာတတ္တိနဲ့ဘယ်လိုပုံစံထုတ်လုပ်တယ်ဆိုတာမပြောဘူးပဋ္ဌာန်းကြတော့24ပစ္စည်းဟာဒါပစ္စယတတ္တိလို့ခေါ်တယ်စွမ်းဆောင်တဲ့စွမ်းဆောင်မှုစွမ်းရည်တွေပါထည့်သွင်းပြီးတော့ဟောပြောတာမို့ဘုရားရဲ့တရားတော်တွေထဲမှာဒီအကြောင်းအကျိုးကိုရှင်းပြတဲ့နေရာမှာအပြည့်စုံဆုံးကပဋ္ဌာန်းကျမ်းကြီးပဲဖြစ်တယ်ပေါ့နော်အဲ့တော့ပဋ္ဌာန်းကျမ်းကြီးကိုနားလည်အောင်လေ့လာသင်ယူကြပဋ္ဌာန်းဆိုတာလောကမှာနေစဉ်ဖြစ်ပျက်နေတာကိုယ်တဏ္ဍာမှာနေစဉ်ဖြစ်ပျက်နေတာတွေကိုယ့်ရဲ့ပတ်ဝန်းကျင်မှာနေစဉ်ဖြစ်ပျက်နေတာတွေကိုပဋ္ဌာန်းကဟောနေတာသာဖြစ်တယ်ပေါ့အဲ့တော့ဒီပဋ္ဌာန်းဟာသိအောင်ကြိုးစားအထောက်မယ်ဆိုလို့ရှိရင်ကိုယ့်အတွက်နေစဉ်ဘဝမှာအကြောင်းတွေကြောင့်အကျိုးတွေဖြစ်ပေါ်နေပုံကိုတတိထားထလာလို့ရှိရင်ကျမ်းမာရေးအတွက်လည်းထောက်ကူဖြစ်မယ်စီးပွားရေးအတွက်လည်းထောက်ကူဖြစ်မယ်လူဝနေမှုရေးအတွက်လည်းထောက်ကူဖြစ်မယ်အခုတော့ဗမာပြည်မှာဘုရားဘာသာဝင်အများစုကတော့ပဋ္ဌာန်းရွတ်လို့ရှိရင်စီးပွားတက်တယ်ထင်လို့လားမသိဘူးပဋ္ဌာန်းတွေပဲအရွတ်ဖဲဖြစ်တယ်နော်တကယ်ကတော့အရွတ်နဲ့အပေါ့နှစ်ခုကတော့ဗမာပြည်မှာခေတ်စားဆုံးအရာတစ်ခုဖုံးပုတ္တန်နဲ့ပဋ္ဌာန်းရွတ်တာအဲ့ဒါနှစ်ခုနော်အဲ့တော့ပဋ္ဌာန်းကိုရွတ်ယုံလောက်တင်မလုပ်ဖဲနဲ့အကြောင်းအကျိုးနားလည်အောင်စဉ်းစားတတ်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာတန်ဖိုးရှိရှိလုပ်ကင်ဆောင်ရွက်နိုင်မှာသာဖြစ်တယ်ပေါ့တန်ဖိုးရှိရှိလုပ်ကင်ဆောင်ရွက်နိုင်အောင်သိအောင်ကြိုးစားယောရရဲ့ဆုံးမမှာပညာဟာတန်ဖိုးရှိဆုံးမှုပညာနရဏံရတနံပညာသည်လူတို့ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ယရဏတစ်ပါးလို့ဒီလိုဟောကြားခဲ့တာပြုတ္တမမှတ်လောက်သားလောက်ဆရာဖြစ်တယ်ပေါ့ပညာပတ္တလောကသမေယာယံနိဗ္ဗေဒကာမိအမှန်တရားကိုထွန်းဖောက်ပြီးတော့လောကမှာဖောက်ထွင်းမြင်နိုင်တယ်ဆိုတာဟာမတမခဲနေတယ်လမ်းဆုံးနေကြတယ်ပညာဆိုပေမဲ့လို့အပေါ်ယံလေးမှာလမ်းဆုံးနေအတွင်းနိုင်ပြီးတော့ penetration လို့ခေါ်တယ်ထွန်းဖောက်ပြီးတော့မြင်နိုင်ဖို့အမတမအရေးကြီးတယ်ဒါကြောင့်မို့အပေါ်ယံအတိမဟုတ်ပဲနဲ့သေးသေးချာချာသိတဲ့အတိမျိုးသိဖို့အတွက်ရသော်ဗျာပညာကိုတမိုးထားပြီးတော့ဟောကြားလေးရှိတယ်တရားနဲ့ပညာဆိုလို့ရှိရင်နှစ်ခုစလုံးဟာခွန်အားလို့ဟောထားတာဖြစ်တော့လည်းပဲနော်တရားနဲ့ပညာအပြန်အလှန်ထိန်းကျောင်းထားတာဖြစ်တော့လဲတရားကစတဲ့အချိန်လေးအတွက်တန်ဖိုးရှိတယ်ပညာကတော့နောက်ဆုံးမှထွတ်ထိပ်မှတန်ဖိုးရှိတယ်လို့စတဲ့အခါတရားနဲ့စပြီးတော့ဆုံးတဲ့အခါမှာပညာနဲ့ဆုံးတော့ဒီလိုတရားကြီးတက်တက်လည်းမစွမ်းဆောင်နိုင်ဘူးပညာကြီးတက်တက်ကလည်းမစတင်နိုင်ဘူးလို့ဒီလိုဆိုလို့ရပေါ့နော်တရားနဲ့ပညာဟာအစနဲ့အဆုံးသဘောမျိုးမှာကြည့်လေတတ္တာဘူဝိရိယဘူတတိဘူသမာဓိဘူပညာဘူဆိုတာဟောထားတာကြည့်ပေါ့
တရားဆိုတာစာလုံးရေးစတရားဆိုတာရှိမှလူတွေဟာကောင်းတဲ့ဘက်ကိုစိတ်ဝင်စားမှာကိုကောင်းတဲ့ဘက်စိတ်ဝင်စားလာမှတတိတို့ဝိရိယတို့သမာဓိတို့ပညာတို့ဆိုတာတွေကစက်တက်ဖြစ်လာဒါကြောင့်မို့မြတ်စွာဘုရားအမှတ်တမဲ့ဟောထားတာတော့မဖြစ်နိုင်ဒိဗ္ဗေရှိရှိဟောကြားထားတာဖြစ်တယ်တရားဆိုတာတရားရှိသည့်အတွက်ကြောင့်နော်တတ္တောဥပသင်္ကမတိလေတရားရှိသည့်အတွက်ကြောင့်သူတော်ကောင်းတွေစီထံချင်းကပ်လာတဲ့အခါကျတော့သူတော်ကောင်းတရားကိုကြားနာရတရားမရှိရင်ချင်းကပ်ခြင်းတွားရောက်ခြင်းမလုပ်ဘူးလေအဲ့တော့ချင်းကပ်ခြင်းတွားရောက်ခြင်းဆိုတာအစအဲ့ဒီအစလေးမှမစနိုင်ဘူးဆိုလို့ရှိရင်နောက်ကပညာတို့ဘာလို့ရဖို့ဆိုခဲနေပေါ့ဒါကြောင့်တတ္ထာသာတောဥပသင်္ကမတိတဲ့နော်ပုံရိယသုတ်တမှာတယ်မြတ်စွာဘုရားအဲ့လိုဟောတတ္ထာသာတောယုံကြည်မှုဖြစ်လာတဲ့အခါမှာဥပသင်္ကမတိသူတော်ကောင်းတွေထံသွားရောက်တယ်ဘုရားစီသွားကြတယ်ဆိုတာယုံကြည်မှုအခြေခံပြီးသွားကြတာအဲ့ဒီအချိန်မှာပညာမရသေးဘူးပညာရဖို့အတွက်တရားနဲ့လမ်းခင်းသွားတယ်လို့သူတို့ပြောလို့ရတယ်ပေါ့နော်တရားရှိမှဒသနာကာမောသီလဝတ္တံတတ္တမံသောတုမိစ္ဆတိဝိနည်းမစ္စေရမလံသံဝိတဒေါတိဟောစတိဆိုတဲ့ဒေသနာတော်မှာဆိုရင်တရားရှိတဲ့ပုဂ္ဂိုလ်ရဲ့တွေ့မြင်လက္ခဏာ၃မျိုးတဲ့တရားရှိပြီဆိုရင်သူဘာတွေလောက်တတ်တုံးဆိုသီလရှိတဲ့ပုဂ္ဂိုလ်တွေကိုတွေ့ဆုံခြင်းနဲ့တဲ့တွေ့ဆုံလို့တဲ့စိတ်ဓာတ်တွေဆန္ဒတွေရှိတယ်တတ္တမံသောတုမိစ္ဆတိသူတော်ကောင်းတရားကိုကြားနာလို့တဲ့ဆန္ဒတွေဖြစ်တဲ့ဝိနည်းမစ္စေရမလံငါသာသုံးမယ်ဆိုတဲ့မစ္စရိယအညစ်အကြေးကိုဖယ်ရှားပြီးတော့ပိကံဆုံးလို့ခြင်းဆိုတဲ့စာကအလုပ်ကိုလုပ်တယ်အဲ့တော့အဲ့ဒါတွေဟာတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့သင်္ကေတတွေပဲလို့သူတို့ဆိုလိုတာပေါ့ဒါမှမဟုတ်တရားရှိပြီဆိုရင်အဲ့ဒီပုံစံတွေဖြစ်လာတတ္တဇာတောဥပသင်္ကမတိတရားရှိလာသည့်အတွက်ကြောင့်ဘုရားကိုချစ်ထို့တူပဲလောကမှာဘုရားပွင့်တယ်တရားဟောတယ်တရားဟောတဲ့အခါမှာမြတ်စွာဘုရားရဲ့တရားကိုနားလဲရတော့ဘာဖြစ်တရားတွေဖြစ်လာအဲ့မှာအသိဉာဏ်တလောက်ဖြစ်တယ်တရားဖြစ်လာယုံကြည်တဲ့စိတ်ဝင်စားလာယုံကြည်မှုစိတ်ဝင်စားမှုကိုအကြောင်းပြုပြီးတော့လူရဲ့ဒီမိသားစုဘဝဆွန့်လွတ်လိုက်တယ်ဆွန့်လွတ်ပြီးတဲ့အခါမှာသာသနာပေါင်းဝင်ပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တယ်လို့ဆိုဒါလည်းတရားအဓိကပဲเนาะရှေ့ပိုင်းမှာဒါကြောင့်မို့တရားဆိုတာဟာရှေ့ပိုင်းကလမ်းခင်းပေးတဲ့နေရာမှာတော့အမှန်တမ်းအရေးပါတယ်သို့တော့နောက်ဆုံးမှာတော့စွမ်းအားထက်ဆုံးကတော့ပညာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘုရားဘာသာမှာမြတ်စွာဘုရားရဲ့သွန်သင်ဆုံးမချက်ဟာပညာရဖို့ရအတွက်အဓိကထားတယ်ပညာရဖို့အဓိကထွက်တယ်အကြောင်းနဲ့အကျိုးကောင်းတဲ့ဆိုခွဲခြားဝေဖန်သိနိုင်စွာရှိရမယ်အဲ့တော့လောကကြီးဟာဖြစ်ပြနေတဲ့အကြောင်းအရာတွေမှန်သမျှအကြောင်းတရားတွေပေါ်မှာမိတည်ပြီးတော့သာဖြစ်နေတာဖြစ်တယ်အကြောင်းတရားဆိုဒီမှာအနိကအကြောင်းတရားရှိသလိုဝေးတဲ့အကြောင်းတရားတွေလည်းရှိတယ်ထို့တူပဲထုတ်လုပ်တဲ့အကြောင်းရှိသလိုဒီထောက်ပံ့တဲ့အကြောင်းပို့ဆောင်ပေးတဲ့အကြောင်းဒီလိုလည်းရှိတယ်ပေါ့အကြောင်းတရားပေါင်းဟာမြောင်များစွာရှိတယ်ဥပမာဒီကမ္မဋ္ဌာန်းတရားအထုတ်လို့နိဗ္ဗာန်ရတယ်ဆိုတော့အဲ့တော့ကမ္မဋ္ဌာန်းအထုတ်တာနိဗ္ဗာန်ကိုထုတ်လုပ်တာမဟုတ်ဘူးနိဗ္ဗာန်ကိုပို့ဆောင်ပေးတာသာဖြစ်တယ်ပေါ့ပို့ဆောင်ပေးတဲ့အကြောင်းတရားတမ္ပပကဟေတုလို့ခေါ်တယ်ဒါနကောင်းမှုသီလကောင်းမှုလို့လူဘဝဖြစ်တယ်ဆိုရင်အဲ့ဒါဟာထုတ်လုပ်တဲ့အကြောင်းတရားလို့ခေါ်တယ်လူဘဝကိုဒါနကုသိုလ်သီလကုသိုလ်ကနေထုတ်လုပ်ပေးလိုက်တယ်လူဘဝကိုကုသိုလ်ကောင်းမှုကထုတ်လုပ်တယ်လို့ပဲတိရစ္ဆာန်ဖြစ်ဖို့ထုတ်လုပ်တာကြတော့အကုသိုလ်ငရဲကြဖို့ထုတ်လုပ်တာအကုသိုလ်ပြိတ္တာဖြစ်ဖို့ထုတ်လုပ်တာအကုသိုလ်ကလည်းပဲထုတ်လုပ်တယ်ကုသိုလ်ကလည်းထုတ်လုပ်တယ်အဲ့ဒီထုတ်လုပ်တဲ့အခါမှာကုသိုလ်ကနေပြီးတော့
နော်တခြားကုသိုလ်တွေကပံ့ပိုးပြီးတော့ပေးလိုက်တယ်အကုသိုလ်ကြတော့လေအကုသိုလ်ကပံ့ပိုးတာတွေရှိဥပထမကလို့စနကလို့ဥပထမကလို့ဆိုအဲ့ဒါပြောအဲ့ဒါလို့အကြောင်းတရားတွေမျိုးစုံရှိတယ်တဲ့ဒီလူလောကကြီးနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့အခုခဏဖြစ်ပြနေတဲ့အခြေအနေတွေကိုလည်းဆင်ញင်သုံးသပ်ကြည့်ကြလူလောကကြီးမှာကိုတွေ့ကြုံနေတဲ့လူလောကမြတ်စွာဘုရားဟောကြားတဲ့စာအုပ်တွေထဲမှာဖတ်ကြားရတဲ့လူလောကဖတ်ပြီးတော့သမိုင်းကြောင်းကြည့်ရတဲ့လူလောကခဏတွေ့ကြုံနေရတဲ့လူလောကအဲ့လိုကိုတွေ့ကြုံနေရတဲ့လူလောကကိုဒိဋ္ဌဓမ္မိကလို့ခေါ်တယ်မျက်မှောက်ကြုံတွေ့နေရတဲ့လူလောကကြီးပေါ့အဲ့ဒီကတိကြုံတွေ့နေရတဲ့လောကနဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာဆိုပါစို့အနိကဆုံးပြောမယ်ဆိုလို့ရှိရင်မင်းတို့မင်းလက်ထက်ကအခြေအနေတခါမင်းတို့မင်းကနေပြီးတော့ဟိုဘက်ကိုကြည့်ဘိုးတော်မင်းတရားလက်ထက်အခြေအနေသို့မဟုတ်အနောယထာလက်ထက်အခြေအနေစသဖြင့်လူလောကမြန်မာနိုင်ငံပဲကြည့်ပေါ့တခြားနိုင်ငံတွေလည်းဒီလိုပဲပြောင်းမလဲမှုတွေမြောင်များစွာနဲ့ဖြစ်သွားတာဖြစ်တယ်။ခဏလေးပြောင်းနေတာထို့သောပြောင်းနေခြင်းဟာအကြောင်းပဲလားအကြောင်းရှိသလားလို့စဉ်းစားဆင်ခြင်ရဘယ်ကိစ္စပဲဖြစ်ဖြစ်အကောင်းဘက်ကိုပြောင်းတာလားအဆိုးဘက်ကိုပြောင်းတာလားညာစဉ်းစားကြည့်ရတိုးတက်ပြောင်းလဲမှုရှိတယ်လို့ဆုပ်ယုပ်ပြက်ပြားပြီးပြောင်းလဲသွားတာလည်းရှိတယ်ပေါ့အရာခသိန်းဟာတိုးတက်ပြောင်းလဲတာကြတော့ဝုဒ္ဓိဝိရုံတွေဝိပုံလံလို့ခေါ်တိုးတက်တဲ့ကြည်ပွားတယ်ပြောင်းလဲတယ်အကောင်းဘက်ကိုပြောင်းလဲသွားတယ်ဒီကိုကျင့်တရားမရှိတဲ့ပုဂ္ဂိုလ်ကကိုကျင့်တရားတွေတိုးတက်လာတယ်သီလမရှိသေးတဲ့ပုဂ္ဂိုလ်ကသီလတွေတိုးတက်လာတယ်ပညာမရှိသေးတဲ့ပုဂ္ဂိုလ်ကပညာတွေတိုးတက်လာတယ်တရားမရှိသေးရင်တရားတွေတိုးတက်ဒါတိုးတက်ပြောင်းလဲလို့ခေါ်တယ်ဇေယိုက်ဆိုးတွေစွန့်ပယ်ပြီးဇေယိုက်ကောင်းတွေကျင့်သုံးလာတယ်တိုးတက်ပြောင်းလဲလာဆုပ်ယုပ်ပြပြားသွားတာကြတော့အဆုပ်ဘက်ကိုလည်းပြောင်းတာပဲလူတွေလူတော်လူကောင်းဘဝကနေပြီးလူဆိုးလူမိုက်ဘဝရောက်သွားတာလိမ္မာရေးချရှိတဲ့ပုဂ္ဂိုလ်ဘဝကနေနလဘိန်းတုံးဘဝရောက်သွားတာဒီလိုဆုပ်ယုပ်ပြောင်းလဲသွားတာလည်းရှိကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်လည်းတိုးတက်ပြီးတော့ကောင်းလာတဲ့ကျမ်းမာရေးရှိတယ်လို့ဆုပ်ယုပ်ကြဆုံးသွားတဲ့ကျမ်းမာရေးပြက်ပြားသွားတာရာသီဥတုကလည်းထို့တူပဲကောင်းလာတဲ့ရာသီဥတုဆိုးသွားတဲ့ရာသီဥတုလူအကျိုးပြုတာမပြုတာအဲ့ဒါနဲ့ဒီလိုလောကကြီးတစ်ခုလုံးဟာထာဝရပြောင်းလဲနေတာတော့မှန်တယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီပလောကဆိုသုတ်တံမှာမြတ်စွာဘုရားလက်ထက်တုန်းကဒီရှေးဟောင်းအဖြစ်တစ်နှစ်တစ်ခုသူငယ်စဉ်ကကြားဖို့ထားတာလူလောကကြီးနဲ့ပတ်သက်ပြီးတော့သမိုင်းဟောင်းတွေကိုသူကြားဖို့ထားဘယ်လိုတော့ဆိုတခေတ်တုန်းကတဲ့လူတွေဟာအမှန်တမ်းလူဦးရေထူထပ်ပြီးတော့မြို့တွေရွာတွေဟာကုက္ကုတတမ္ပါတိကာကျက်ပြန်တကြအကွာအဝေးမှာရှိကြတယ်အဲ့မှာဗမာစကားမှာတော့ကျက်ပြန်မကြစီကားတယ်ဆိုတဲ့အသုံးသုံးတယ်နော်အဲ့ဒီကလာတဲ့စကားကုက္ကုတတမ္ပါတိကာလို့ဆိုတာကြကျက်ပြန်မကြမဟုတ်ကျက်ပြန်တကြလို့ပြောအဲ့လိုအသုံးလေးတွေကတော့ဒါကတော့တယောက်ကပြောနေလွယ်မသွားတဲ့အသုံးပဲဖြစ်မှာပေါ့နော်ထန်းသည်ကြွေခိုက်ကြီးပြန်ခိုက်ထန်းသည်ကြွေခိုက်ကြီးနာခိုက်ဆိုတာရှိတယ်ဘယ်ဟာမှန်တော့လို့ဆိုမှန်တယ်မှားတယ်သာထားဘယ်ဟာကမူရင်းလဲဒါသိရနော်ဘယ်ဟာကမူရင်းလဲဆိုရင်ထန်းသည်ကြွေခိုက်ကြီးပြန်ခိုက်ကမူရင်းထန်းသည်ကြွေခိုက်ကြီးနာခိုက်ကမူရင်းမဟုတ်ဘူးတော့မှပြောကြတာအဓိပ္ပာယ်ကဘာလို့ဆိုပါဠိလိုသူကရှိတယ်ကာကတာလိယတဲ့ကာကဆိုတာကြီးတာလဆိုတာထန်းနော်ကာကတာလိယထန်းသည်နဲ့ကြီးနဲ့ထန်းသည်အဓိပ္ပာယ်ကဘယ်လိုတော့ဆိုလို့ရှိရင်ထန်းသည်ကလည်းအပင်ကအကျွေကြတာကြီးကလည်းအဲ့ဒီအောက်ကနေဖြတ်ပြန်သွားလို့ထန်းသည်ကကြီးကို
ထိခိုက်မိပြီးကြီးတည်တယ်ဆိုတဲ့အဓိပ္ပာယ်ဆိုလိုတယ်ကာကတာလိယဆိုအဲ့ဒါမျိုးလို့အလားတူစကားထွင်တာလေးတွေရှိတယ်ဒီလကုခရဆိုတာဘာလို့ဆိုခြားစားသွားတဲ့နေရာလေးမှာစရဘဝပေါ်လူတွေကတော့အဲ့ဒါကြီးကိုအဟုတ်မှတ်လို့ခြားဆိုတဲ့ကောင်လည်းသူလွယ်တာသူစားတာပေါ့စားတဲ့အခါမှာသူစားသွားတဲ့နေရာမှာစပေါ်ခြင်းလည်းပေါ်မယ်ဓာပေါ်ခြင်းလည်းပေါ်မယ်ဝပေါ်ခြင်းလည်းပေါ်တယ်သူပေါ်ခြင်းလည်းပေါ်တာပေါ့အဲ့ဒါကိုပဲစရဘဝတွေပေါ်နေတယ်ဆိုပြီးတော့လောက်ကြတယ်စရဘဝပေါ်ရင်တော့ဥစဉ်ငယ်လေးတွေတရုပ်ဖော်တယ်လို့စောစောထားဒုဆိုင်ပုံလောင်းတို့ဝဝဆာဖြစ်တယ်အဲ့ဒါစရဘဝပဲစောစောထားဒုံပြေပုံလောင်းတို့ဝအောင်ဆာအဲ့ဒါစရဘဝတဲ့နော်အဲ့တော့ဆိုလိုတာကတော့ဒါလေးတွေကအမှတ်မထင်ဖြစ်ပေါ်လာတဲ့ဟာတွေကလောကမှာရှိတတ်တယ်လောကမှာရှိတတ်တာကိုပဲလူတွေကအရေးကြီးခွင့်ကျလုပ်ပြီးတော့ဒါကိုပဲဗာနမိတ်တွေညာနမိတ်တွေနဲ့ရှောက်ကောက်ကြတာတွေလည်းရှိကြတာပေါ့နော်တကယ်တော့ဖြစ်တယ်ခြဆိုတဲ့ကောင်လည်းသူလွယ်တာသူစားသွားတာပေါ့စားသွားတဲ့အခါမှာအခရာစလုံးလေးလို့ထင်းနေတယ်အဲ့ဒါကိုတော့အဓိပ္ပာယ်ကောက်တော့ဘာလို့မဟုတ်ဘူးဒါတွေကဘာလို့မဟုတ်အဲ့ဒီလိုဟာမျိုးတွေအဲ့တော့ဒီမှာလဲကာကတာလိယဆိုတာကြီးနဲ့ထန်းသီးကြီးကပြန်လိုက်ထန်းသီးကအကျွေလိုက်တိုက်ဆိုင်ပြီးတော့ accident နဲ့ကြီးသေးတာကိုပြောတာအဲ့ဒါအဓိကမူရင်းနော်မူရင်းကြီးကအနားလိုက်ထန်းသီးကကျွေသွားလိုက်ဆိုတာမဟုတ်ဘူးအဲ့ဒါကိုဆိုလိုတာမဟုတ်ဘူးပေါ့နော်မူရင်းမဟုတ်ဘူးအဲ့ဒါနောက်ပြောကြတာပြောလို့မရဘူးလားဆိုရပါတယ်ကိုပြောချင်တာပြောပေါ်တာတော့စကားဆိုတာပြောလို့ရတာမဖြစ်နိုင်ဘူးလားဆိုဖြစ်နိုင်တယ်လေထန်းသီးပေါ်ကြီးကနားမလို့တော့ထန်းသီးကကျွေသွားတာဒါဖြစ်နိုင်တာပေါ့ဒါလည်းမဖြစ်နိုင်ဘူးလို့ပြောတာမဟုတ်ဘူးမူရင်းလို့ပြောထို့တူပဲကြက်ပြန်မကြလားကြက်ပြန်တကြလားလို့ဆိုလို့ရှိရင်စာပေနဲ့ပြောရမယ်ဆိုရင်ကြက်ပြန်တကြနော်အိမ်ကျက်ဆိုတာသိဝေးဝေးမပြန်ဘူးလေသိဝေးဝေးမပြန်ဘူးတောချက်ကတော့ပြန်တယ်အိမ်ကျက်တွေကထပြန်လိုက်လို့ရှင်သိမဝေးဘူးသူကနော်သိမဝေးဘူးဆိုလိုတာတရွာနဲ့တရွာဟာနီးတယ်နီးကပ်တစ်မျိုးနဲ့တစ်မျိုးဟာနီးနီးလေးတွေအဲ့ဒါကိုလူလောကကြီးဟာအမှန်တမ်းစီကားတယ်တဲ့ကြက်ပြန်တကြကုက္ကုတ္တတမ္ပါတိကာခာမနိဂမရာဇဌာနိယောတဲ့ရွာတွေဏီကုန်းတွေရိုးရိုးလူနေတဲ့ရွာတွေဈေးတွေဘာလို့ရှိတဲ့ဏီကုန်းရွာကြီးတွေဏီကုန်းဆိုတာရွာကြီးတွေမြို့တွေမိနစ်ပြည်တွေဆိုတာမဝေးဘူးတဲ့တခုနဲ့တခုဟာကြက်ပြန်တကြအကွာလောက်ပဲဆိုလိုတာလူကဘာကြီးဟာစီကားတယ်လို့ဆိုလိုတယ်တစ်ချိန်တုန်းကသမိုင်းမှာအမတန်မှစီကားတယ်တဲ့လူတွေဟာလည်းအဲ့ဒီလိုလူဥယေဟာလည်းအမတန်မှများတယ်လို့ဆိုခဏခေတ်ကလူဥယေလူတွေကအများဆုံးလို့ထင်နေတာတစ်ချိန်တုန်းကအဒီတွေများတယ်လို့ပြောရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ပကန်းခေတ်ကဆိုနော်ထာရဲ့စစ်တပ်ကြီးဟာသူ့နာဘုံမိခြေတက်သွားတာဟိုမှာစစ်ဖြားကဟိုရောက်နေတော့လည်းပဲဒီပကံကထွက်တဲ့စစ်တပ်ကမဆုံးသေးဘူးလို့ဆိုတာတချို့ကတော့လည်းချက်ကားပြောတယ်မဖြစ်နိုင်ဘူးလို့လူကြီးထူထိုင်ရင်တော့လည်းဖြစ်မှာပေါ့နော်လူကြီးထူထိုင်ရင်တော့ဖြစ်မှာတော့စာထဲမှာပါရင်တာဝတိမြို့ဟာခုနှစ်ဂရေရှိတယ်ဆိုနဲတာမှမဟုတ်တာခုနှစ်ဂရေဆိုတာနော်ခုနှစ်ဂရေဆိုတာဝတိမြို့တစ်မြို့တည်းတင်ခုနှစ်ဂရေဆိုတာခဏခဏနဲ့သွားကြည့်မဖြစ်နိုင်ဘူးလို့တွေးကြမှာပဲဒါဒုက္ခနဲ့သူဒါတွေဟာမရှိဘဲနဲ့တော့ရေးတာမဟုတ်ရှိခဲ့လို့ရေးခဲ့တဲ့သဘောမျိုးလို့သူတို့ဆိုမှာဖြစ်တယ်အဲ့တော့မြတ်စွာဘုရားလက်ထက်ကဒီလိုသမိုင်းချောင်းနဲ့ပတ်သက်ပြီးတော့ရှေးဟောင်းစကားတွေကိုကြားဘူးနားဝရှိတဲ့ချမ်းသာကြွယ်ဝတဲ့ပုံနာကြီးတူဗြဟ္မဏမဟာသာလလို့ခေါ်တယ်မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမေးတယ်ရှင်ဂေါရမတဲ့သူတို့ဆရာတွေပြောခဲ့တဲ့မှတ်တမ်းအရာဆိုလို့ရှိရင်တစ်ချိန်တုန်းကလူလောကလူတွေနဲ့ပြည့်နေတယ်မြို့တွေရွာတွေဏီကုန်းတွေဆိုတာ
အိန္ဒိယကိုပြောတာလည်းဖြစ်ချင်းဖြစ်ကျက်ပြန်တကြစီကားတယ်တရွာနဲ့တရွာတစ်မျိုးနဲ့တစ်မျိုးကျက်ပြန်တကြစီကားတယ်အဲ့ဒါလိုပြောရတာသို့တော်လည်းဂတိခေတ်မှာတဲ့သူတို့ရှိတဲ့မြတ်စွာဘုရားပွင့်တော်မူတဲ့ခေတ်အချိန်ပိုင်းမှာဂတိခေတ်မှာကြတော့တဲ့လူရည်တွေလည်းနေပါသွားပြီးတော့ရွာပြက်တွေနော်မြို့ပြက်တွေတောဖြစ်သွားတဲ့နေရာတွေအဲ့ဒါတွေကများပြီးလူရည်လည်းနေပါသွားတယ်တဲ့အဲ့ဒီလိုဖြစ်ရတာဘာကြောင့်လဲဘာကြောင့်လဲဆိုအကြောင်းတရားကိုမြတ်စွာဘုရားမေးခဲ့ဘူးမေးတဲ့အခါမှာမြတ်စွာဘုရားကအကြောင်းပေါင်းမြောက်များစွာရှိကောင်းရှိနေတော့လေဖျားဖြေတဲ့အကြောင်းကတော့၃မျိုးလေးပဲဖြေထားတာနော်၃မျိုးလေးဖြေသွားတာ၃မျိုးလေးဖြေတာဟာတော့အဲ့ဒီမှာ main course လို့ဆိုတဲ့အဓိကအကြောင်းဖြေထားတာ main course ဆိုတဲ့အဓိကအကြောင်းအဲ့ဒီအဓိကအကြောင်းကနေပြီးတော့ဆက်သွယ်ဖြစ်ပါသွားတဲ့အကြောင်းအဲ့ဒီအကြောင်းကနေပြီးလူတွေနေပါသွားတဲ့အကြောင်းဒီလိုမြတ်စွာဘုရားဖြေထားတာစိတ်ဝင်စားစရာတော့ကောင်းတယ်ပေါ့ဖြေထားတဲ့အထက်မှာ main course လို့ဆိုတဲ့အဓိကအကြောင်းလူကဘာကြီးကိုပျက်စီးစေတတ်တဲ့အဓိကအကြောင်းကတော့ဘာတော့ဆိုရင်လူတွေရဲ့ဇယိုက်ဆိုးတွေသာဖြစ်တယ်ပေါ့နော်လူတွေရဲ့ဇယိုက်ဆိုးဟုတ်မို့စဉ်းစားကြည့်ပေါ့ခဏခေတ်မှာလဲမိုးခေါင်နေရေရှားနေတတော်တွေပြောင်းကုန်နေတောတွေပြောင်းတောင်တွေပြောဘသူတွေကလှုပ်လဲလူတွေလှုပ်တာပဲလေအဲ့လူတွေကဘာလှုပ်တာတော့ဆိုတကယ်တော့လောဘတွေဒေါသတွေမောဟတွေပဲနော်မစင်မကျင်တောတွေခုတ်တယ်ဆိုတာမောဟလောဘကြီးပြီးတော့ခုတ်တာလောဘနော်အဲ့တော့လောဘတွေဒေါသတွေနဲ့တောကြီးတွေကပြုံးကုန်တာဒီလိုပြုံးကုန်သည့်အတွက်ကြောင့်ယာတိဝုဒ္ဓတွေပျက်စီးလာယာတိဝုဒ္ဓပျက်စီးသွားခြင်းကြောင့်ဒီလူတွေရဲ့အာဟာရတွေလည်းထိခိုက်ပျက်စီးမှုတွေရှိတယ်အဲ့ကြတော့လူတွေဟာယောဂဝေဒနာတွေဖြစ်ပွားပြီးအသေးပြောက်များလာတာဒါလည်းလူကြီးရောပါခြင်းအကြောင်းတစ်ခုလို့ဒီလိုဆက်ဆက်မှုတွေရှိတယ်ပေါ့နော်လူဆက်ဆက်မှုတွေရှိဒီမှာမြတ်စွာဘုရားဖြေထားတဲ့အဖြေထဲမှာဘာပါတော့ဆိုလူသားတွေရဲ့ဇယိုက်ဆိုးကို၃မျိုးဖော်ပြထားတယ်နံပါတ်၁ကဘာတော့ဆိုအတ္တမရာဂတော်တော်ကိုတရားမဲ့တဲ့တတ်မဲ့မှုဒီလိုဆိုလို့နော်အတ္တမရာဂဓမ္မရဲ့ဆန့်ကျင်မဲ့လူတွေလုံနေကြတဲ့လူတွေရဲ့ရာဂဆိုတဲ့တတ်မဲ့မှုဟာအတော်ကိုတရားလွန်တယ်လို့ဒီလိုဆိုလို့ပေါ့နော်တရားလွန်တဲ့အတ္တမဆိုတရားလွန်တဲ့တတ်မဲ့မှုအဲ့ဒါတခုနောက်တစ်ခုကတော့ဝိသမလောဘလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့အတော်ကိုညီမျှမှုကိုဖျက်ဆီးတဲ့မညီမမျှအစွမ်းရောက်တဲ့လောဘလို့ဆိုလို့ဝိသမလောဘဆိုလောဘဆိုတာဒီလိုချင်တာဆိုတာအစွမ်းရောက်တဲ့လိုချင်မှုဆိုတာကိုယ့်ဟာကိုယ်လိုချင်တာကြတော့အစွမ်းမရောက်ဘူးလို့ပြောလို့ရတယ်နော်ကိုယ်ပိုင်တာကိုယ်လိုချင်တာအစွမ်းမရောက်ဘူးသူများဟာလိုချင်တာအစွမ်းရောက်သွားပြီလွန်ခဲ့တယ်ပေါ့အခုကပြောတယ်မို့လားနေမှာခရမ်းလွန်ရောင်ချီဆိုတာရှိလာတယ်မဟုတ်လားလူကအန္တရာယ်ပေးတယ်လေအဲ့ဒါလိုပဲဝိသမလောဘဆိုခရမ်းလွန်ရောင်ချီလိုပဲလွန်ခဲ့တဲ့လောဘအဲ့ဒါလည်းအန္တရာယ်ရှိတယ်နော်ခရမ်းလွန်ရောင်ချီ ultraviolet အဲ့ဒါနဲ့အန္တရာယ်ရှိတာမဟုတ်ဘူး ultra greedy ပေါ့နော်အလုံးကိုလွန်ခဲ့လာတဲ့လောဘလို့ဆိုလို့အဲ့ဒါလည်းလူရဲ့ဇယိုက်ဆိုးတွေပေါ့ဒီကနေ့ခေတ်မှာတိုးတက်များပြားလာအတ္တမရာဂဆိုတဲ့ဓမ္မနဲ့ဆန့်ကျင်ပြီးတော့နော်တရားလွန်တဲ့ရာဂတွေဖြစ်ကြတယ်ဝိသမလောဘလို့ဆိုတဲ့ဒီညတ်တမှုမရှိလွန်ကဲလာတဲ့လောဘတွေဖြစ်ကြတယ်မိစ္ဆာဓမ္မလို့ဆိုတဲ့အတိုင်းမမကျင့်သုံးနေထိုင်ပြောဆိုကြတယ်ဆိုတဲ့ဒီသဘာဝတရားဒီဇယိုက်ဆိုး၃မျိုးဟာလူလောကကြီးကိုပျက်စီးဖို့ဖော်ဆောင်နေတဲ့လူတွေရဲ့အကျင့်ဇယိုက်ဆိုးကြီး၃မျိုးပဲတဲ့အဲ့ဒီဇယိုက်ဆိုးကြီး၃မျိုးကြောင့်ဒီခုလိုလူလောကကြီးပျက်စီးတာလို့ဒါကလူမသိသူမသိတဲ့အကြောင်းတရားတွေကိုမြတ်စွာဘုရားဟောတာအမှန်လူတွေဒါတွေကမသိနိုင်ဘူးလေ
ဒါတွေကြောင့်ဖြစ်တယ်လို့မသိဘူးလူတွေသိတာတော့ကြည့်လေဘဝပြည်တစ်တော်တွေဘာကြောင့်ပြောင်းခုတ်လို့ပြောင်းတယ်ပဲပြောင်းမှာပေါ့မြတ်စွာဘုရားကြမဟုတ်ဘူးလောဘကြောင့်ဒီလိုဆိုလို့တယ်ပေါ့နော်လောဘတွေဒေါသတွေမောဟတွေကြောင့်ဖြစ်တာဒီလိုဆိုလို့တယ်ပေါ့အဲ့တော့အတွင်းကြကြအရင်ကြကြပြောရမယ်ဆိုလို့ရှိရင်အတ္တမရာဂတဲ့နော်အတ္တမရာဂတရားလွန်တဲ့တဏှာလောဘတဏှာရာဂဝိသမလောဘအစွန်းရောက်တဲ့လောဘမိစ္ဆာဓမ္မမှားမှားယွင်ယွင်ပြုချစ်မှုအဲ့ဒီ၃မျိုးဟာလူလောကလူတွေကျင့်သုံးနေတဲ့ဒီတရား၃မျိုးဟာလူသားတွေရဲ့ဘဝလူကဘာကြီးကိုဖျက်ဆီးတတ်တဲ့အကြောင်းတရား၃ခုလို့အဲ့တော့ဒီသုတ်တံကအင်္ဂုတ္တရနိကေမှာလာတဲ့သုတ်တံဒီမှာတော့အဲ့ဒါလောက်ပဲဖွင့်တယ်အဲ့ဒီမှာအတ္တမရာဂဆိုတာနော်ကိုယ်နဲ့ပတ်သက်လာတဲ့ကိုယ်နဲ့ပတ်သက်လာတဲ့ပစ္စည်းဥစ္စာကိုတွေ့တာဟာတရားလွန်တယ်လို့ပြောလို့မရဘူးကိုယ်နဲ့မပတ်သက်တာကိုပါတွေ့တာလာတယ်ဆိုရင်အတ္တမဒီလိုဆိုလို့တယ်နော်ဝိသမလောဘကလည်းကိုယ်ပိုင်တဲ့အရာပေါ်မှာလိုချင်တာတရားလွန်တယ်လို့ပြောလို့မရဘူးသူများပိုင်တာကိုလိုချင်လာရင်တော့ဝိသမလောဘဒီလိုဆိုတယ်မိစ္ဆာဓမ္မဆိုတာတော့မာမယွင်ယွင်နေကျင့်သုံးလုပ်ကင်တာတွေမောမာမာတွေလုပ်တယ်အဲ့တော့ဒီမှာထေရရဲ့ရှင်းပြချက်ကတော့အဲ့လောက်ပဲရှင်းပြသို့တော့စက္ကဝတိသုတ်တံမှာရှင်းပြထားတာလေးတစ်ခုနဲ့ကြည့်မယ်ဆိုရင်ဒီကနေ့ခေတ်မှာအဲ့ဒါတွေဖြစ်နေတာကိုသွားတွေ့ရနော်ဒီကနေ့ခေတ်မှာဖြစ်အတ္တမရာဂဆိုတာဘာကိုပြောတာတော့ဆိုတရားမဲ့တဲ့တဏှာရာဂမတတ်မရမယ့်နေရာကိုတတ်မဲ့တယ်ဆိုပါစို့သားသမီးကသားကအမေကိုတတ်မဲ့တာအဖေကသမီးကိုတတ်မဲ့တာဟောအဲ့ဒါမျိုးအတ္တမရာဂလို့ခေါ်နော်မတတ်မရမယ့်နေရာမှာတော့တတ်မဲ့တာဒါကတိခေတ်မှာဖြစ်နေတဲ့ဆရာကြီးဆိုးပဲလူတွေဘယ်သူမှမကြိုက်ဘူးပေါ့ဒါမျိုးဒီဆရာကြီးဆိုးမျိုးရှိတဲ့လူကိုကန့်ကွက်ကြတာနော်အဲ့ဒါဆရာကြီးဆိုးတခုအတ္တမရာဂဆိုတာမဖြစ်တဲ့နေရာမှာတဏှာရာဂဖြစ်တာဝိသမလောဘဆိုတာဖြစ်တဲ့ဖြစ်တတ်တဲ့ကိုယ်နဲ့ပတ်သက်တဲ့နော်ကိုယ်နဲ့ပတ်သက်တဲ့ကိစ္စမှာလောဘဖြစ်တာပြောစရာမရှိဘူးမပတ်သက်တာရောပတ်သက်တာရောအကုန်လုံးပတ်သက်တဲ့နေရာမှာနေမဲ့အလွန်အကျွံဖြစ်တာဝိသမလောဘလို့ခေါ်မိစ္ဆာဓမ္မကြတော့ဘာပြောတာတော့လို့ဆိုခဏိခေစားနေတဲ့မိစ္ဆာဓမ္မဘာလဲဆိုနော်ပြောရမယ်ဆိုရင်စာတဲ့အတိုင်းပြောတာနော်စာတဲ့အတိုင်းပြောတာနော်ကြာချင်းမချင်းခဏိခေမှာလေဂေးတို့ lesbian တို့G2G ဆိုတာဂေးတူဂေးပေါ့ L2L G2L L2G ပေါ့အဲ့လိုပဲပြောလိုက်ပြီနော်ကြာချင်းမချင်းတက်မဲ့တဲ့အရာတွေဖြစ်ပေါ်လာတာဟာဒါမိစ္ဆာဓမ္မလို့ခေါ်တယ် wrong practice ဒိဗေပြန်မယ် wrong practice ခဏိခေမှာလူလောကမှာဥပဒေကခွင့်ပြုရတဲ့အနေအထားမျိုးထိရောက်လာပြီလေဥပဒေကခွင့်ပြုလာပြီတချို့နိုင်ငံတွေဥပဒေကခွင့်ပြုလာဥပဒေကခွင့်ပြုတယ်ဆိုတော့လူလုံးတဲ့ဥပဒေပြောတာပါတချို့နိုင်ငံတွေကခွင့်လုပ်တဲ့ဒိဗေတွေဖြစ်လာအဲ့တော့ဒီလိုမိစ္ဆာဓမ္မလွယ်မှားတွေဖြစ်ပေါ်လာတဲ့ဟာလည်းပဲဆရာကြီးဆိုးတစ်မျိုးလို့သူတို့ကြားသွားရင်တော့လေစားတဲ့အတိုင်းဟောရတာမတတ်နိုင်ဘူးလေနော်စားထဲမှာလာပြီးတော့ကြည့်မယ်ဆိုရင်စာအုပ်နဲ့သေချာပြပါမယ်နော်အဲ့ဒါမျိုးတွေဆိုလိုတာကနော်အတ္တမရာဂတဲ့သားနဲ့အမိသမီးနဲ့အဖေဆွာမျိုးလိုမောင်နှမချင်းချင်းဆွာလေးအတ္တမရာဂဝိသမလောဘဆိုတာကိုယ်နဲ့ပတ်သက်တာတောင်မှအလွန်ကဲဖြစ်တာမိစ္ဆာဓမ္မဆိုတာခုနလိုကြာချင်းမချင်းအဲ့ဒီလိုဖြစ်တာကြတော့ wrong practice လို့ခေါ်တယ်အဲ့ဒီတရား၃မျိုးဟာလူလောကဆိုးပြပြခြင်းအကြောင်းတရား၃မျိုးဒီလိုဆိုတယ်နော်ဘုရားဟောထားတဲ့အတိုင်းပဲထေရတွေပါဒီလိုဆိုထားတယ်ဒါလည်းဒီကနေ့ခေတ်မှာထွန်းကားပြီးတော့နေတာကနေ့ခေတ်မှာထွန်းကားတာလားလို့ဆိုမဟုတ်ဘူးလူသက်တမ်း1000လုံးကဖြစ်လာအဲ့ဒီဟာဖြစ်ပြီးလူသက်တမ်းကြာလာအသက်1000တန်းရောက်တာ
အသက်တစ်ထောင်တန်းမှာဖြစ်ခဲ့ပြီပေါ့ဒီဟာဒီပို့များလာမယ်လို့ဆိုလို့တယ်နောက်ကြရင်ဒီတဲ့ပိုးမြင်ကြရအောင်ပါပေါ့အသက်ရှိနေလို့ရှင်ပိုးမြင်ကြရအောင်ပါပေါ့နော်ပို့ပြီးတော့ရောက်ဥယျာဉ်တွေများလာအောင်ပါပေါ့နောက်ကြလို့ရှင်ရေတွက်တွေများလာအဲ့ဒါလို့ကမ္ဘာလောကကြီးကဖြစ်ပျက်လာပြီဆိုရင်ဘာဖြစ်လဲကမ္ဘာလောကကြီးပျက်စီးတယ်ဆိုဘလို့ပျက်စီးတာတော့ဒီတုတ်တံမှာမြတ်စွာဘုရားအချက်၃ချက်ကိုပြောထားတယ်ဒီဇယိုက်ဆိုးတွေကိုလူတွေဟာအမိုက်မျိုးတွေကနေဇယိုက်ဆိုးတွေကိုကျင့်သုံးပြီဆိုလို့ရှိရင်တဲ့လူတွေဘာလုပ်လာကြတော့နံပါတ်၁ကတိဏ္ဏာနိတတ္ထာနိဆိုသမန်အားဖြင့်ပြောမယ်ဆိုရင်ဒီတတ္ထဆိုတာလက်နဲ့တိဏ္ဏဆိုတာထက်ဓာတ်လို့ပြောမယ်ဆိုရင်တော့ထက်တဲ့ဓာတ်ပေါ့ခုခေတ်ကဓာတ်ခက်မဟုတ်တော့နော်တလောကကာတွန်းတော်ရေးတာဓာတ်ထုတ်မှုတွေများလာကြီးလားဘာလို့အေးတနတ်ဝဲမရလို့တဲ့တနတ်ဝဲရရင်ပြစ်ခတ်မှုတွေဖြစ်မှာပေါ့အခုကတနတ်မရှိလို့ဓာတ်ထုတ်မှုများဆိုးသွားနော်မင်းဓာတ်ထုတ်မှုတွေများလာကြီးလားဆိုတော့တနတ်မဝဲမရအဲ့ဒါလိုပဲအဲ့တော့တိဏ္ဏာနိတတ္ထာနိဆိုတာ very powerful weapon နော်အစွမ်းထက်တဲ့လက်နဲ့လို့ဆိုလို့ powerful weapon အဲ့ဒီအစွမ်းထက်တဲ့လက်နဲ့တွေနဲ့ဒီအဲ့ဒါတွေကင်ပြီးတော့လူတွေချင်းချင်းတပ်ဖြတ်နေကြတယ်တဲ့ဒါဟုတ်လားမဟုတ်လားကြည့်လေခုခေတ်စာဖတ်လိုက်ရင်လည်းသိနိုင်တယ်နော်အစွမ်းထက်တဲ့လက်နဲ့ကြီးတွေနဲ့အခုကလူတွေဟာဘု து တတ်နေတာတော့လူတွေချင်းတတ်နေကြတာပဲလေတမန်အပြင်ပြောလို့ဆိုစစ်ဖြစ်နေတယ်ပေါ့ဒီလိုပဲပြောစစ်ဖြစ်နေတယ်ပဲပြောတကယ်တော့ဒီတိုင်းဆိုရင်မြတ်စွာဘုရားကဘယ်လိုပြောတော့ဆိုအခုပြောခဲ့တဲ့ဇယိုက်ဆိုးတွေရှိတဲ့လူတွေဟာတဲ့တိဏ္ဏာနိတတ္ထာနိခေတဝါအစွမ်းထက်တဲ့လက်နဲ့တွေကင်ဆွဲပြီးတော့အညမဉ္ဇဉ်ဇီဝိတာဝရောပင်တိတယောက်နဲ့တယောက်တပ်ဖြတ်ကြတယ်ဟုတ်လားဒီကနေ့လုံနေတာဒီတိုင်းပဲလေဘာဝဖူးဝတ်ပောင်အလုံးကိုစွမ်းထက်တာတိုက်တလုံးကတော့ဝုန်းဆိုပြိုသွားမဲ့တာမှတ်ပြီးတော့ခဏလေးပဲနော်လေချောင်းကတိုက်တာပဲဖြစ်ဟောဖြစ်ခဏလေးအတွင်းပျောက်သွားနိုင်တယ်မြို့တစ်မြို့ဟာဒီတဲ့စွမ်းထက်တာတွေမသုံးသေးလို့တော်သေးတယ်ပေါ့အဲ့ဒါကြတော့ဟို9ရက်စစ်ပွဲဆိုစနစ်တန်းရောက်ပြီဆိုတာခုလဲစနစ်တန်းမယ်10ခု10ရာနဲ့တွဲမယ်ဆို10ပဲထားနော်ရာမဟုတ်တော့ခဏရဲ့ဘုံနေနဲ့တွဲမယ်ဆိုရင်ခု10ရာထောင်သိန်းတောင်းဒီလိုသွားတာတောင်းသိန်းတန်းနော်အဲ့ဒါဆိုရင်စနစ်တန်းလို့ပြောလို့ရနေပြီကွာအဲ့ဒီမှာဆယ်ကဏ္ဍနဲ့မှရှိနေပြီလေလူသက်တမ်းအဲ့တော့လူတွေရဲ့စစ်ပွဲကြီးတွေဟာနောက်ဆုံးစစ်ပွဲရတော့ကြာကြာကြီးမတက်ရပါဘူးတဲ့တပတ်ပါတပတ်အတွင်းမှာပဲအလုံးဟာသိကြွသွားမှာအဲ့ဒီပဲကြံတဲ့ပုဂ္ဂိုလ်တွေကတာဝေကကြီးစွာရပြီးတော့မေတ္တာတွေတူနဲ့တူမေတ္တာထားကရုဏာထားပြီးလူလောကကြီးကိုပြန်လည်ပြီးတော့ဟိုသူတို့ဟာအကျဉ်းတရားတွေနဲ့ပြန်ပြီးတော့ချစ်ကြည်မှုတွေနဲ့လူလောကကြီးကိုပြန်ပြီးတော့ဟိုဆောင်းလျှောက်ကြတော့မှာကြံတဲ့လူတွေကဆောင်းလျှောက်ကြအများစုကတော့သိသွားပြီပေါ့အဲ့တော့လူလောကလူတွေပျက်စီးနေတာတိဏ္ဏာနိတတ္ထာနိခေတဝါအညမဉ္ဇဉ်ဇီဝိတဝရောပင်တိတယ်မြတ်စွာဘုရားတကယ်ကိုအစွမ်းထက်တဲ့လက်နဲ့ကြီးတွေကင်ပြီးတော့တယောက်နဲ့တယောက်တတ်ကြတယ်တဲ့တေနဘဟုမနုဿာကာလကရွန်တိဒါကြောင့်လူတွေအများကြီးသိကုန်တယ်ခဏလေးနေဘူးကျွဲသိနေတာလေနေ့စဉ်နဲ့အများသိတာအများကြီးသိနေတာအဲ့ဒါဟာလူလောကလူဦးရေတွေရောပါသွားခြင်းအကြောင်းပဲတဲ့ဒါတစ်ခုနော်ဒီဇယိုက်ဆိုးတွေရှိနေရင်အခုဒီနံပါတ်1လက်နဲ့ဆိုးကြီးလက်နဲ့ကတ်ဆိုးကြီးဆိုတာကတ်ဆိုတာခဏခေတ်ကနားလည်ရတာတော့ APT တို့ဘာတို့တယ်လီနောတို့လောက်သိမအောင်အဲ့ဒါပြောတာမဟုတ်ဘူးနော်ကတ်ဆိုတာကပ္ပဆိုတဲ့စကားလုံးကလာတာကပ္ပဆိုတာဘဝပြည်မှာကတ်3ပါးဆိုတာလူတွေကလည်းအဲ့ဒီကတ်3ခုမှတ်ကပ္ပဆိုတာအချိန်ပိုင်းကိုပြောတာ
disaster chaos ဒီပြဿနာကြီးကြုံပြီးတော့ဒုက္ခတွေရောက်နေတဲ့အချိန်မှာဥမာဒုတိယကမ္ဘာစစ်ဖြစ်နေဆိုဒုတိယကမ္ဘာစစ်ကြီးဖြစ်နေတော့အချိန်ပိုင်းကြီးကိုဒါကပ္ပလို့ခေါ်တယ်ကပ္ပဆိုတာဖြစ်ပေါ်နေတဲ့အချိန်ပိုင်းကြီးတစ်ခုဆိုလိုတယ်ပေါ့အခုလည်းစစ်ဖြစ်နေတာစစ်ဖြစ်တဲ့နိုင်ငံတွေမှာဒါကတ်ဒါကိုကတ်လို့ခေါ်တာနော်အဲ့တော့ကပ္ပဆိုတဲ့စကားလုံးကနေလာတာကတ်ဆိုတာအချိန်ပိုင်းလို့ပြောတယ်ရောဂန္တရကယောဂါတွေဖြစ်နေတာအခုဆိုဇီကာဆိုတာပေါ်နေပြန်အဲ့ဒါလည်းကတ်လို့ပြောမှာဖြစ်ပေါ်နေတဲ့အပိုင်းခြားတစ်ခုသူဆိုလို့တယ်ပေါ့အဲ့တော့နံပါတ်1ကတော့စစ်ပွဲကြီးတွေဖြစ်ပြီးတော့လူတွေဟာသေကြေမှုများသွားလို့လူလောကကြီးဟာမြို့တွေလည်းပြက်ရွာတွေလည်းပြက်အကုန်လုံးပြက်ပြီးလူကြီးရောပါကုန်တာဒါနံပါတ်1တစ်ခုနောက်နံပါတ်2ဖြစ်နိုင်တာလူလောကကြီးပျက်စီးဖို့နံပါတ်2ဖြစ်နိုင်တာကျတော့ဘာလို့ဆိုရင်အဲ့ဒီလိုလူတွေဟာဇေယိုက်ဆိုးတွေကိုအမိုက်မျိုးတွေကလိုက်ပြီးတော့ကျင့်သုံးတဲ့အခါမှာအများစုကဇေယိုက်ဆိုးတွေဖြစ်လာပြီဆိုရင်ဘာဖြစ်ဒေဝနာတမ္မာဒါရံဘဝအနုပဝိသတိမိုးကမမှန်တော့ဘူးအခုလည်းမမှန်တော့ဘူးသိချတယ်နော်များခြင်းများတယ်နဲခြင်းနဲတယ်မရွာခြင်းလည်းမရွာဘူးရွာလိုက်ရင်လည်းဟုတ်လားရွာလိုက်လို့ရှိရင်လည်းအကုန်မျောချကုန်အိမ်ဒီပါပါကုန်ရွာတာအဲ့ဒါမိုးကောင်းမဟုတ်ဘူးနော်အဲ့တော့ကမိုးပေါ့အဲ့ဒါလို့ဒေဝတမ္မာဒါရံမမှန်ကန်ကန်သူရွာလေးရွာလိုက်တဲ့အချိန်မှာရွာတယ်မရွာသေးတဲ့အချိန်ကိုမရွာဘူးရွာတဲ့အချိန်မှာရွာတယ်ဆိုတဲ့မမှန်ကန်ကန်ရွာတဲ့မိုးမျိုးမဟုတ်တော့ပဲနဲ့အဖြစ်မိုးတွေရွာချတယ်တဲ့တေနဒုဗ္ဗိခံအဲ့ဒါကြောင့်လူတွေစုဆောင်းထားတဲ့စားစရာတောက်စရာတွေစပါးတွေပဲတွေကြက်သွန်တွေပါသွားရတနည်းအားဖြင့်ပါသွားတာရှိတယ်လေနော်ကျွရတွေပါအဲ့မှာပဲတွေပါလှမ်းထားကြပါသွားပြီညရေတိုက်စားလို့ပါသွားကြက်သွန်တွေပါသွားပြီပါသွားတယ်အဲ့ဒီလိုဖြစ်ယုံမြမကဘူးစိုက်လိုက်မိုးတွေရွာလို့အကုန်လုံးပါသွားတော့လယ်တွေလည်းပြက်စိုက်ပျိုးရေးသီးနှံတွေအကုန်ပြက်တဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုအစာရေစာခေါင်းပါငတ်ပေါ်လာမလောက်တော့စားစရာတောက်စရာမလောက်တော့ဘူးဒုတ်တတံစပါးလည်းမပြည့်စုံတော့ဘူးနောက်ဆုံးမှာတလာကဟုတ်ဒီရှယ်ယာနဲ့အသက်မွေးရတဲ့ဟာမျိုးခွဲရမ်းနဲ့အသက်မွေးရတဲ့အခြေအနေမျိုးထိအောင်ရောက်သွားနိုင်တယ်တဲ့ဒုဗ္ဗိခဖြစ်ပြီအစာရေစာခေါင်းပါလို့ဟိုးလွန်ခဲ့တဲ့လေကအနှစ်20လောက်ကအီသီယိုးပီးယားမှာဖြစ်တဲ့အစာရေစာခေါင်းပါတဲ့ပုံလေးတွေများကြည့်မိရင်တော့အမှန်တမ်းကြောက်စရာကောင်းတယ်ပေါ့နော်အဲ့ဒါလို့ဒီလိုဖြစ်တတ်တယ်တဲ့ဒါဒုတိယအဲ့ကြတော့လူတွေဟာအများစုသိဆုံးကုန်ကြအဲ့ဒီသိဆုံးကုန်ကြသည့်အတွက်ကြောင့်လူဦးရေတွေလည်းရောပါသွားတယ်မြို့တွေရွာတွေလည်းပျက်စီးကုန်တယ်လို့သူတို့ဆိုတယ်နောက်နံပါတ်3ကတော့တာမန်လူတွေမသိနိုင်တဲ့အချက်တစ်ခုပြောဒီနှစ်ခုကသိနိုင်တယ်စစ်ပွဲတွေဖြစ်လို့သေတာရဲ့နော်စစ်ပွဲဖြစ်လို့သေတာရဲ့မိုးဖြစ်လို့ပြက်ကုန်တာတွေရဲ့ဒါတွေကတာမန်အဖြစ်တော့သိနိုင်တယ်နောက်နံပါတ်3ကျတော့လူလောကကြီးပျက်စီးတာဘာကြောင့်လဲဆိုလို့ရှိရင်ဒီလူတွေမမြင်ရတဲ့အမနုဿလူထုတတဝါတွေဆိုတာဒီနေရာမှာတူတယ်ဆွဲထိပ်ပဲနော်လူထုတတဝါဆိုတာဘယ်သူတွေခေါ်တာတော့ဆိုဘုတ်တွေတဆေတွေပြိတ်တာတွေတရေတွေတပက်တွေပေါ့နော်အဲ့ဒီကောင်းနေအမနုဿဝါလီအမနုဿအုတ်ချုပ်တဲ့နတ်တွေကအဲ့ဒီလိုဇေယိုက်ဆိုးရှိတဲ့ဘလူးတပည့်တရေတွေတပည့်တွေကိုလူလောကထဲမှာသူတို့ကလွတ်လိုက်ကြတယ်နော်ထိန်ချုပ်မှုလွတ်ပေးလိုက်တယ်မထိန်တဲ့အခါအဲ့ဒီကောင်တွေကဝိညာဉ်တိုင်းဝင်တောင်းကြရင်တိုင်းတောင်းကြတလောကတော့မှတောင်းကြတယ်မဟုတ်လားဘာလို့မြောက်မြမျိုးနာမှာနော်ကျောင်းတစ်ကျောင်းမှာတရားဝင်ပူးနေတယ်ဆိုတာ
အဲ့ဒီလိုအမျိုးတွေတောင်းကျမ်းမှုတွေများလာမှာပဲနောက်ကြလို့ရှိရင်နော်အဲ့ဒါလို့သူတို့လွတ်လိုက်လို့တောင်းကျမ်းကုန်တောင်းကျမ်းလို့လူတွေသေးကုန်တယ်လောကလည်းမြုံလားကလေးတွေတရားမှုတွေဆိုသတ်ဖြစ်တယ်လို့တောင်းကျမ်းမှုတွေဟာလောကကြီးမှာကိုမသိတာတွေလည်းရှိနေဦးမှာပဲဒါတွေဟာနော်အဲ့ဒီမှာစာထဲမှာဘယ်လိုဆိုတော့ဆိုရက်ခါဝါလီအမနုတေဩတ္တသန္တိရက်ခါထိမ့်သိမ်းဆောက်ရှောက်နိုင်တဲ့နတ်တွေကဘလူကြီးတွေကနော်ခါတိုင်းဆိုအုပ်ဆုပ်ထားတာဝါလီအမနုတေအတော်ကိုလက်ရဲဆဲရဲရှိတဲ့တရေတပည့်တွေကိုဩတ္တသန္တိလူလောကမှာလွတ်ထားလိုက်ကြတယ်တဲ့မထိန်တော့မသွားရဘူးလို့ဘာလို့ထိန်ချုပ်မှုမရှိအတ္တနာရိယတုတ်ဆိုတာဟောထားတဲ့ထဲမှာကြည့်အဲ့မှာဘီလူတွေတရေတွေတပည့်တွေကိုအဓိကထိန်သိမ်းတာတော့ကုဝေဒသို့မဟုတ်ဝိတ္တောနာမည်ကြီးထိန်သိမ်းတယ်ဘုရားကိုသူလျှောက်တယ်ရှင်ဘုရားတဲ့အရှင်ဘုရားရဲ့တပည့်တရားဓမ္မတွေအလုံးဘုရားတရားတန်ခါရဏသုံးပါးကိုယ်ဝဲစိတ်ကတဲ့ပုဂ္ဂိုလ်တွေဒီတရေတပည့်တွေမနှိမ့်ဆက်အောင်အတ္တနာရိယပရိတ်ကိုရွတ်ပါဆိုတာသူကဘုရားကိုလျှောက်တာဝိပဿိတသနမထုသကုမန္တတသီရိမတောဆိုအဲ့ဒီဟာနော်အဲ့ဒါတွေရွတ်ဖတ်ဖို့မြတ်စွာဘုရားလာလျှောက်တော့ဘာတွေလျှောက်သွားတော့ဆိုရင်ဒီကောင်တွေကတဲ့လေရဲစေရဲပြောမကောင်းဆိုမကောင်းတဲ့ကောင်တွေအများကြီးပဲတဲ့ဘုရားတရားကြီးညိုတဲ့လူတွေရှိတော့လဲမကြီးညိုတဲ့အကောင်တွေရှိတော့လဲမကြီးညိုတဲ့အကောင်တွေလည်းရှိတယ်မကြီးညိုတဲ့အကောင်တွေကများတယ်တဲ့ဘာဖြစ်လို့မကြီးညိုတာတော့ဆိုရင်သူများတဲ့မတရဘူးသူများဥစ္စာမခိုးရဘူးသူတော်ဘာသားများမစောကားဘူးဆိုဒီကောင်တွေကအကုန်လောက်တာတဲ့အဲ့ဒါတွေအရင်မတော်ဘူးဆိုဒီကောင်တွေအကြိုက်ဆုံးပဲတဲ့အဲ့ဒါအဲ့တော့မြတ်စွာဘုရားကဒီဒုစရိုက်တွေမလုံးဝဘူးဆိုတော့သူတို့နဲ့တိုက်ရိုက်ဆန့်ကျင်ပဲဖြစ်နေတော့မကြိုက်ဘူးတဲ့ဘုရားကိုမကြည်ညိုတဲ့ကောင်တွေများတယ်အဲ့မကြည်ညိုတဲ့ကောင်တွေထဲမှာသူတို့စကားနားထောင်တဲ့ကောင်တွေရှိတယ်လို့နားမထောင်တဲ့ကောင်တွေလည်းရှိတယ်ပြောမကောင်းဆိုမကောင်းနားမထောင်တဲ့ကောင်တွေအများကြီးရှိတယ်တဲ့အဲ့ဒီနားမထောင်တဲ့ကောင်တွေလှုပ်ချင်ရမလှုပ်ရအောင်လို့ဆိုပြီးတော့အမိတ်ပြန်ထားတာဝိတ္တနာမည်ညအမိတ်ပြန်တဲ့အခါမှာဘယ်လိုအမိတ်ပြန်ထားတော့ဆိုလူတယောက်ကိုဖရာတရားသံဃာရဏသုံးပါးကိုယ်ကစိတ်ကတဲ့လူတယောက်ကိုနှိပ်စက်ဖို့ချောင်းနေတယ်အခွင့်ရှားနေတယ်အနိနာမှာကတ်ထိုင်တယ်သူကတခုလှုပ်ချင်အနိနာမှာကတ်ထိုင်နေတာတဲ့နော်အေဒီအစပြန်ရှင်စမ်းသပ်ကြည့်ကြအောင်ခုနကတ်ထိုင်လေတရားနေတတိထားပေါ့ခုနမှလာကတ်ထိုင်တာတို့ကတ်အိတ်တာတို့အဲ့လိုမျိုးလုပ်တယ်ကွက်ချောင်းတာအဲ့ဒါလို့ချောင်းနေပြီဆိုလို့ရှိရင်တဲ့အုတ်ချုပ်ရေးဘက်ကမြင်တဲ့ကောင်ကဒီကောင်ကိုဓာန်ပေးအပြစ်ဒဏ်ခတ်ရမှာတခါလေးနဲနှင်းနဲတန်ချေချင်းခတ်ပြီးတော့အဝေးပို့ပြစ်တယ်နောက်တစ်ခါပထမဆုံးအနုဆုံးကတော့ဒီကောင်ကိုအစည်းအဝေးတက်ခွင့်ပိတ်တယ်ဒါသဖြင့်အစည်းအဝေးတက်ခွင့်ပိတ်တယ်အဲ့ဒါလို့အရေးယူမှုကစပြီးနောက်ဆုံးအလွန်ပြင်းထန်တဲ့အရေးယူမှုကတော့ဘာတော့ဆိုသူ့မျက်နှာကိုတပိတ်လို့တန်ခမောက်ကြီးဒီပခုံးထီအောင်မျက်နှာကိုအုပ်ပြီးတော့ဆွတ်လိုက်တာတန်ခွက်ကြီးမှောက်ပြီးတော့ဆွတ်လိုက်တယ်ဆွတ်ပြီးတော့အပေါ်ထိတ်ကနေပြီးတော့တန်မုံနဲ့ရိုက်ထည့်လိုက်ဖြုတ်လို့မရဘူးဒီကောင်နော်မြင်းခွာကိုတန်မိုးရိုက်ထားသလိုပဲအဲ့ဒီခေါင်းကိုတန်မိုးရိုက်ပြီးတော့အဲ့ဒီကောင်အဲ့လိုဒါပြင်းထန်ဆုံးအပြစ်ပေးတာတဲ့အဲ့အတ္တနာရိယသုတ်ခေါ်ထားတဲ့ထဲမှာရှိတယ်နော်အဲ့ဒီလိုဒီကောင်တွေကိုထိမ့်သိမ့်ဆောက်ရှောက်ပေးနေတာဘုရားလက်ထက်ကျတော့မြတ်စွာဘုရားကမြတ်စွာဘုရားကိုကြီးညိုကိုးဝဲတဲ့နတ်တွေတကူကြီးတဲ့နတ်တွေကရှိသည့်အတွက်ကြောင့်ဘုရားနာမှာတကူကြီးတဲ့နတ်တွေအများကြီးရောက်တော့သူတို့လာလို့မရဘူးကြောက်ကြတယ်တခါတော့ယဟန်တစ်ပါးကိုနတ်သမီးတူကလျှောက်တယ်အရှင်ဘုရားကိုလျှောက်ပေးပါဒါသူမြတ်စွာဘုရားနဲ့ဆိုရင်လျှောက်ပေးပါကိုယ့်ဘကိုသွားလျှောက်ပါလားလို့ဆိုမလေးတပည့်တော်မလွယ်ဘူးတဲ့အနာကဖို့ဘာလို့လဲဆိုတကူကြည့်တဲ့နတ်တွေကအများကြီးတဲ့ဝင်လို့မရဘူးတဲ့မလာလို့မရဘူးတဲ့အဲ့ဒါကြောင့်မို့အကယ်၍အရှင်ဘုရားလျှောက်တယ်ဆိုရင်တပည့်တော်အဲ့ဒါလေးအကြောင်းပြုပြီးတော့တပည့်တော်စောင့်နေပါမယ်ဆိုအဲ့လိုသူတိမတုတ်ပါဒီလိုဆိုတာရှိတယ်အဲ့ဒီမှာ
နတ်တွေဆိုတာလည်းပဲသူတို့လာကြတိုင်းလာလို့မရဘူးတကူရှိတဲ့နတ်တွေနဲ့မကတ်ရဲဘူးသူတို့အချင်းချင်းကြတော့အဲ့တော့ဒီမှာလဲအမတန်မှရက်ဆက်ကြမ်းတမ်းတဲ့တရေတပည့်တွေကိုလူလောကကိုလွတ်လိုက်ပြီးဆိုလို့ရှိရင်အဲ့ဒီကောင်တွေကလူတွေကိုနှိပ်စက်လို့တေနဘဟုမနုဿာကာလံကရွန်ဒီတဲ့လူတွေဟာများလာအသေးများလာနော်အမနုဿတန္တရာကတ်ဆိုအဲ့ဒီကတ်ယောဂါတွေဖြစ်လာတယ်သေကြတယ်ကြေကြတယ်ဖန်ဆာလို့သေကြတယ်ဆိုတာမျိုးတွေဖြစ်လာတယ်တဲ့အဲ့ဒါကြောင့်မို့လို့လူလောကကြီးဟာလူဥယျာဉ်တွေရောပါလို့မြို့တွေပြက်တယ်ရွာတွေပြက်တယ်ကျက်ပြန်တဲ့ကြစီကားလာတဲ့မြို့တွေဟာတောဖြစ်ကုန်တယ်ဆိုတဲ့အကြောင်းမြတ်စွာဘုရားပါဠိကသုတ်တံမှာအဲ့ဒီပုံနာကြီးကိုဒီလိုရှင်းပြတဲ့အခါပြမနာမဟာနာလာပုံနာကြီးဟာသူသဘောကျပြီးမြတ်စွာဘုရားရဲ့ရှင်းပြချက်ကိုသဘောကျတယ်သူဗုဒ္ဓဘာသာဖြစ်သွားတယ်ဗုဒ္ဓဘာသာဖြစ်ခံယူလိုက်တယ်ပေါ့ဥပဒကဖြစ်ခံယူတယ်အဲ့ဒါပါဠိကသုတ်တံမှာဒီတိုင်းဟောထားတာရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လူကမာကြီးကိုဖျက်ဆီးမိလူတို့ရဲ့ဇေယိုက်ဆိုးများဆိုတာဟာနော်အတ္တမရာဂတဲ့ဝိသမလောဘတဲ့မစ္ဆာဓမ္မတဲ့တရားလွန်ရာဂအစွန်းရောက်လောဘနော်မှားယွင်းတဲ့အကျင့်အဲ့ဓာတွေဟာအမှန်တမ်းဆိုးရတယ်နောက်အဓိပ္ပာယ်တစ်ခုကျတော့မတတ်မဲ့နဲ့နေရာမှာတတ်မဲ့တယ်နောက်တစ်ခါမိမိနဲ့ပတ်သက်သူအပေါ်မှာလည်းအလွန်ကျွံတတ်မဲ့တယ်နောက်တစ်ခုကျတော့ကြားခြင်းမမခြင်းဆိုတာတွေမမယွင်းနေတတ်မဲ့တယ်ဆိုတယ်အဓိကကတော့အားလုံးဟာလောဘရဲ့လက်ချက်တွေကြီးပဲအကုန်လုံးအဲ့ဒီဇေယိုက်ဆိုးလောဘ၃မျိုးလူတွေရဲ့တဏ္ဍာမှာလွှမ်းမိုးလာပြီဆိုလို့ရှိရင်လူတွေဟာလက်နဲ့ကင်ပြီးတော့အချင်းချင်းတကြဖြတ်ကြတာတစ်ခုမိုးလေဝသမမှန်လို့အစာရည်စာရှားပါသွားတာတစ်ခုထိမ့်သိမ်းဆောက်ရှောက်ပေးမဲ့နတ်တွေကနေပြီးတော့ကဲလူတွေဖြစ်ချင်အဖြစ်လူတွေဆိုးလာတယ်ဆိုပြီးတော့မကောင်းဆိုးဝါးတွေကိုလွတ်လိုက်တာတစ်ခုတဲ့အဲ့ဒါကြောင့်မလို့လူလောကကြီးလူတွေအသေးဆုံးများပြီးတော့ပျက်စီးဆုံးရှုံးရတယ်လို့မြတ်စွာဘုရားကပါဠိကသုတ်တံမှာဒီလိုဖြေထားတာရှိပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်စွာဘုရားဟောကြားတဲ့အထက်မှာအဓိကကတော့ဇေယိုက်ဆိုး၃မျိုးဟာအဓိကဖြစ်တယ်ပေါ့အဲ့ဒီဇေယိုက်ဆိုး၃မျိုးကိုတမ္မာပုဂ္ဂိုလ်တွေကမသိနိုင်လို့မြတ်စွာဘုရားအဓိကအကြောင်းတရား၃မျိုးအဲ့ဒီ၃မျိုးကိုအခြေခံပြီးတော့ထပ်ဆင့်ဖြစ်ပေါ်လာတဲ့အကြောင်းတရားတွေလူတွေသိဆုံးရခြင်းဆိုတဲ့အကျိုးရလဒ်တွေကဘာကြီးပျက်စီးရခြင်းဆိုတဲ့အကျိုးရလဒ်တွေကိုဟောကြားဆုံးမခဲ့တာကိုတတိမူပြီးတော့မိမိတို့တဏ္ဍာမှာအဲ့ဒီလိုဇေယိုက်ဆိုးမျိုးတွေစိတ်ထဲမှာတောင်မဖြစ်ရအောင်တို့တွေထိမ့်သိမ်းဆော့ရှော့ကြရမယ်ဖရာတရားတန်ခါရဏသုံးပါးကိုတို့တွေဟာလေးလေးမြတ်မြတ်ထားပြီးတော့ဒီကိုယ်ွယ်စိတ်ကပ်ပြီးနောက်ဆုံးမှာမေတ္တာကရုဏာမုရိဒာဥပေက္ခာလို့ဆိုတဲ့ပြမစိုးတရားနဲ့တို့တွေနေနိုင်အောင်ကြိုးစားမှကတ်ဆိုးကလွတ်နိုင်မှာဖြစ်တယ်လို့ကိုယ်စီသဘောချပြီးကြင်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း